စကိုင်းတိုင်းမင်းကုန်းမြို့ကင်းရွာမှာစကိုင်းတပ်မ33ကထွက်လာတဲ့စစ်ကောင်စီစစ်ကြောင်းကိုပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ People Servants Force ကသိရပါတယ်။စကိုင်းခြေဆိုင်တပ်မ33ကထွက်လာတဲ့အင်အား100ပါစစ်ကြောင်းကိုမင်း28ရက်မနက်6နာရီခန့်ကမင်းကုန်းမြို့ကင်းရွာအရောက်မှာပြစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတိုက်ပွဲကြာချိန်9နာရီခန့်ကြာမြင့်ခဲ့တယ်လို့ဆိုပါတယ်။တိုက်ခိုက်မှုအတွင်းမှာစစ်ကောင်စီဘက်ကထိခိုက်ဒေဆုံးမှုရှိပြီးကာကွယ်ရေးတပ်တွေဘက်ကလက်နက်ခဲယမ်းမလုံလောက်တာကြောင့်ပြန်ဆုတ်ခဲ့ရတယ်လို့ People Servants Force ရဲ့စစ်ရေးတာဝန်ခံကပြောပါတယ်။ ဒီစစ်ကြောင်းကတော့တမတော်ထွက်လာစစ်ကြောင်းပါဗျာ25နှစ်ထွက်လာစစ်ကြောင်းပေါ့နော်25နှစ်ထွက်လာစစ်ကြောင်းကကျွန်တော်တို့ဒီစတန်ဒီကုန်းစီရီကနေချက်ပြီးတော့မင်းကုန်းကိုရောက်တယ်ဗျရောက်ပြီးတော့ဒီ28နှစ်ကျတော့ဒီစစ်ကြောင်းပြန်ထွက်လာတယ်ဗျစစ်ကြောင်းကမင်းကုန်းကနေပြီးတော့ထွက်လာပြီးတော့ကျွန်တော်ဒီစကိုင်းမြို့နဲ့မင်းကုန်းတိုင်းနယ်ပေါ့နော်ကျွန်တော်ဒီဒါပြင်းတဲ့ဒီနီးရရှားအောင်ကြီးရချင်းကြီးရောစစ်ကြောင်းထိုးလာတယ်ဗျထိုးလာတဲ့အခါမှာကျွန်တော်မနေ့6နိုင်နေစာပြီးစီးပြီးဖြစ်တယ်ပေါ့နော်ဖြစ်တဲ့အခါမှာကျွန်တော်ဒီနေ့17နိုင်တော့ကျတော့ကျွန်တော်တို့လက်နဲ့ခင်ရမလို့တော့တဲ့တို့ကျွန်တော်တို့ခဏပြန်ဆုပ်ပြီးလိုက်ရတယ်ဒီစစ်ကြောင်းကတော့စာမင်းတော့အရုပ်တွေနဲ့ဗျအရုပ်တောင်မှဒီကောင်တွေကဟိုကျွန်တော်တို့ဒီပြည်ရဲ့အလံတွေလည်းပါတယ်နော်ဒီမှာသူတို့ကစပြီးပြည့်ဝင်လာပါတော့ကာကွယ်ရေးတပ်တွေပြန်ဆုတ်သွားချိန်မှာစစ်ကောင်စီစစ်ကြောင်းကကင်းရွာတွေကိုဝင်ပြီးနေအိမ်အလုံး20ကိုမိရှို့သွားတယ်လို့သူကဆက်ပြောပါတယ်။ညနေ4နာရီခန့်မှာတော့ People Servants Force နဲ့မဟာမိတ်တပ်တွေပူးပေါင်းပြီးကင်းရွာအတွင်းနယ်မြေရှင်းလင်းရေးလုပ်ခဲ့တယ်လို့လည်းဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကို People Servants Force ရတနာပုံတပ်ဦး LPDF ဇုံ9မင်းကုန်းတိုင်းနယ်ပါကဖချမ်းမြသာစီမြို့နယ်ပါကဖယူနီကိုပျောက်ကြားတပ်ဖွဲ့ SLDF နယ်မြေခံမဟာမိတ်တပ်ဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။